အားလုံးမင်္ဂလာပါခင်ဗျာ Welcome back to the next YouTube channel next YouTube channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီရက်ပိုင်းတွင်ကျွန်တော်တို့ကဘာကြီးမှာပြင်းထန်တဲ့တိုက်ပွဲတွေနဲ့တိတ်ဆုံးမှုတွေကိုအရှိအလဲပိုင်းဒေသမှာတွေ့မြင်ခဲ့ကြရပါတယ်ဒီလိုနိုင်ငံအချင်းချင်းတိုက်တဲ့စစ်ပွဲတွေထဲမှာဒီစစ်ပွဲကတော့ဆဆချင်းကလေးကပြင်းထန်ကြမ်းတမ်းပြီးတိတ်ဆုံးမှုတွေလည်းများပြားခဲ့ရပါတယ်ဂျော်ဒန်နဲ့အီရတ်နိုင်ငံတွေအပေါ်ကနေဖြတ်ကျော်ပြီးအပြန်အလှန်စစ်ခင်းတိုက်ခိုက်နေကြတဲ့နိုင်ငံဖြတ်ကျော်စစ်ပွဲကြီးလည်းဖြစ်ပါတယ်။ဒါအပြင်တာဝေးပစ်ပဲ့ထိန်း ballistic missile ဒုံးတွေကာမီကာဆိုင် drone တွေရဲ့အစွမ်းတွေ hypersonic ဒုံးပျံတွေဘလောက်ထိရောက်ရှိနိုင်လဲအပြည့်စွမ်းအားဘလောက်ကြီးမားလဲလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကဘသူကပိုတာတယ်လဲဆိုတဲ့နည်းပညာမြောက်တိုက်ခိုက်နေတဲ့စစ်ပွဲကြီးပဲဖြစ်ပါတယ်။အဲ့ဒါကတော့အစ္စရေးနဲ့အီရန်တို့ရဲ့ကဘာမကြေတဲ့စစ်ပွဲကြီးပါပဲခင်ဗျာ။ကျွန်တော်အနေနဲ့ဒီတစ်ပတ်မှာတော့အစ္စရေးနဲ့အီရန်တို့ရဲ့စစ်ပွဲကြီးကိုမေကွန်းလေးတွေနဲ့အတူနောက်ဆုံးဖြစ်ပျက်ခဲ့ရတဲ့အခြေအနေများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာပထမဆုံးမေကွန်းအနေနဲ့အစ္စရေးနဲ့အီရန်တို့ကဘာအတွက်ကြောင့်စစ်ဖြစ်ခဲ့ရတာလဲဟုတ်ကဲ့ခင်ဗျာတမိုင်းကြောင်နောက်ခံတွေဘာသာရေးတွေနဲ့ခဏခဏဖြစ်ပျက်ခဲ့ရတဲ့စစ်ပွဲတွေကိုကြော်ပြီးအတူချုံပြောရရင်အဓိကကတော့အီရန်အနေနဲ့နျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်ခွင့်မရရေးပါပဲဒါဟာတကယ်ပဲစစ်ဖြစ်နေရတဲ့အဓိကအချက် main key ပါပဲခင်ဗျာအီရန်ရဲ့ခေါင်းဆောင်တွေကလည်းသူတို့သာနျူကလ িয়ার လက်နက်ကိုရခဲ့ရင်အစ္စရေးနိုင်ငံကိုကမ္ဘာမြေပုံထဲကနေဖျောက်ဖျက်ပစ်မယ်လို့ပြောထားခဲ့တာလည်းတွေ့ရှိခဲ့ရပါတယ်အီရန်အနေနဲ့ကလည်းနျူကလ িয়ার သဘောတူစာချုပ် JCPOA Joint Comprehensive Plan of Action ကိုလက်မှတ်ထိုးထားတာလည်းရှိပါတယ်ဒီလက်မှတ်ထိုးသဘောတူထားချက်ကိုဖောက်ဖျက်ပြီးအီရန်ကတရားမဝင်ခိုးဝှက်ပြီးနျူကလ িয়ার လက်နက်ကိုရယူဖို့စ조사နေတာဟာလည်းနောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီလို့လည်းသိရပါတယ်။ Uranium level ကလည်း high level ကိုရောက်ရှိနေပါပြီတဲ့။မကြမီပါရင်နျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်ခွင့်ရရှိတော့မယ်လို့လည်းကြားသိရပါတယ်။အဲ့ဒီအချက်ကပဲအစ္စရေးနဲ့အီရန်စစ်ပွဲကမပြီးဆုံးတော့တာပါပဲ။နောက်ဆုံးအမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်က G7 အစည်းအဝေးကနေပြန်လာပြီးပြောလိုက်တာကအီရန်ကနျူကလ িয়ার အစီအစဉ်ကိုအပြီးတိုင်စွန့်လွတ်ဖို့ပါပဲ။အီရန်ကနျူကလ িয়ার အစီအစဉ်ကိုအပြီးတိုင်စွန့်လွတ်မှသာဒီစစ်ပွဲကပြီးဆုံးမှာပဲဆိုတာအသေးချပါပဲတဲ့စစ်ဆက်ညီနိုင်ပြီးအပြစ်ကရက်စဲဖို့လည်းလုပ်နေတာမဟုတ်သလိုစစ်ဆက်ညီနိုင်ဆွေးနွေးခဲ့တာကလည်းရက်ပေါင်း60ကျော်လာခဲ့ပြီးအရာမထင်ခဲ့လို့အခုလိုစစ်ပွဲကြီးဖြစ်ခဲ့ရတော့လေပြောသွားခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာအစ္စရေးနဲ့အီရန်တို့အပြန်အလှန်တိုက်ခိုက်ကြတဲ့အခြေအနေလေးကိုလည်းဆက်လက်တင်ဆက်ပေးရမယ်ဆိုရင်အစ္စရေးကတိုက်ခိုက်ခဲ့တဲ့ပထမဦးဆုံးနေ့မှာတင်ပဲ Operation Rising Lion လို့အမည်ပေးထားပြီးကြိုတင်အကြောင်းကြားခြင်းမရှိပဲစတင်တိုက်ခိုက်ခဲ့ပါတော့တယ်ဒီလိုစတင်တိုက်ခိုက်ခဲ့တဲ့နေ့မှာတင်ပဲအီရန်ရဲ့စစ်ဗိုလ်ချုပ်နဲ့သိပ္ပံပညာရှင်များအပါအဝင်9ဦးသေဆုံးခဲ့ရပြီးအခြား22ဦးလည်းသေဆုံးခဲ့ရပါတယ်အဓိကတိုက်ခတ်တွေကတော့အီရန်ရဲ့ Air Base Leader Scan တွေဒုံးကျည်ကာကွယ်ရေးစနစ်ထားရှိတဲ့နေရာတွေထိပ်တန်းခေါင်းဆောင်တွေအစည်းအဝေးလုပ်တဲ့နေရာတွေနဲ့စစ်အခြေစိုက်စခန်းတွေကိုအဓိကပြစ်မှတ်ထားခဲ့ပါတယ်ထပ်မံသိရှိရတဲ့သတင်းတွေအရဆိုရင်အီရန်သမ္မတအလီခါမေနီကိုတောင်ဒေါ်နယ်ထရန့်ကသဘောမတူခဲ့လို့အသက်ပေးမှလွတ်မြောက်ခဲ့ရတော့သိရပါတယ်အစ္စရေးဘက်ကလည်း F-15, F-16 နဲ့ F-35 ချက်တိုက်လေယာဉ်များကိုအသုံးပြုပြီးဒုံးကျည်များဘုံးများဖြင့်အီရန်ရဲ့မြို့တော်တီဟီရန်ကိုအဓိကထားပြီးတိုက်ခိုက်ခဲ့ပါတယ်အစ္စရေးရဲ့တိုက်ခိုက်မှုသည်အီရန်၏လေကြောင်းရန်ကာကွယ်ရေးစနစ်များသုံးပုံတစ်ပုံကပျက်စီးသွားခဲ့ရပါတယ်အစ္စရေးမှမစ်ဆိုင်းများသည်လည်း Public Broadcasting အသံလွှင့်ဌာနများနဲ့ပြည်သူများ၏အိုးအိမ်အဆောက်အဦများကိုလည်းကြောက်ပေါက်ကွဲခဲ့ပါတယ်အပြစ်မဲ့ပြည်သူအများပြားတည်ဆုံးခဲ့ရပြီးဆေးရုံများကိုလည်းထိမှန်ခဲ့ပါတယ် Red Cross Volunteer ပြည်သူများလည်းတည်ဆုံးခဲ့ရသည်ကိုသိရှိရပါတယ်ခင်ဗျာအီရန်ဘက်ကလည်းတံပြန်တိုက်ခိုက်တဲ့အနေနဲ့ယာနဲ့ချီတဲ့ ballistic missile များနဲ့ drone များဟာလည်းအစ္စရေးနိုင်ငံရဲ့ Haifa နဲ့ Tel Aviv မြို့တော်တို့ကိုပစ်ကတ်တိုက်ခိုက်ခဲ့ပါတယ်အစ္စရေးရဲ့လေတပ်ခြေစိုက်စခန်းတွေစုံစမ်းထောက်လှမ်းရေးဗဟိုဌာနနဲ့ကာကွယ်ရေး facility များထားရှိတဲ့နေရာများကိုလည်းတံပြန်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။အီရန်ရဲ့ကာမီကာဆိုင် drone များဟာလည်းအစ္စရေးရဲ့ high tech sector တွေနေရာကိုလည်းတံပြန်တိုက်ခိုက်ခဲ့ပါတယ်။အစ္စရေးရဲ့ Iron Dome တန်ကွန်ချာကာကွယ်ရေးစနစ်နဲ့အခြားကာကွယ်ရေးဒုံးစနစ်များဟာလည်းအီရန်ရဲ့ဒုံးပြန်များ drone များအားလုံးကိုတော့ပစ်ချဖျက်ဆီးနိုင်စွမ်းမရှိခဲ့ပါဘူး။အချို့လွတ်ထွက်သွားတဲ့ဒုံးပြန်များဟာလည်းအစ္စရေးနိုင်ငံရဲ့ Haifa မြို့ကိုကြိုတင်အကြောင်းကြားခြင်းမရှိဘဲထိမှန်ခဲ့ပါတော့တယ်။အချို့နေရာတွေမှာဆိုရင်
မီးလောင်ပျက်စီးမှုများဖြစ်နေသည်ကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ဒုံးကျည်တစ်စင်းတယ်အပစ်မျိုးကလက်နက်တူလောင်နေရာကိုထိမှန်ခဲ့သည့်အတွက်ပောက်ကွဲမှုများလည်းမြင်ခဲ့ရပါတယ်။ပြည်သူအများလည်းထိတ်လန့်တုန်လှုပ်မှုတွေဖြစ်ခဲ့ရပါတော့တယ်။အစ္စရေးမှအချို့တပ်ပုံများကိုတရားဝင်ဖော်ပြထားခြင်းမရှိပေမဲ့လည်းဆိုရှယ်မီဒီယာများတွင်ထိခိုက်ပျက်စီးမှုများကိုမြင်တွေ့ခဲ့ရပါတယ်။အီရန်ဘက်မှလည်းအခုချိန်ထိတိုက်ခိုက်နေခြင်းဟာသတိပေးခြင်းသာဖြစ်ပြီး food attack မတိုက်ရသေးဘူးလေအီရန်ပြောရေးဆိုခွင့်ရှိသူတွေကပြောကြားသည်ကိုလည်းတွေ့ရှိရပါတယ်ခင်ဗျာအခုလိုတစ်ဖက်နဲ့တစ်ဖက်နေ့စဉ်ရက်ဆက်အပြန်အလှန်တိုက်ခိုက်နေကြသောကြောင့်နှစ်ဖက်စလုံးအထိနာပြီးပြည်သူအများပြားလဲအသက်များဆုံးရှုံးခဲ့ရပါတယ်လူနေအဆောက်အအုံများလည်းပျက်စီးခဲ့ရပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့တီဟီရန်မြို့တော်မှာပြည်သူများကိုမြို့တော်မှာအမြန်ဆုံးထွက်ခွာသွားရန်ပြောကြားခဲ့ပါတယ်ဒီလိုသမ္မတဒေါ်နယ်ထရန့်ကထွက်ခွာသွားရန်ပြောကြားနေပေမဲ့လည်းထွက်လို့မရပဲလမ်းတွေပိတ်ထားတာကြောင့်စစ်ပွဲထဲမှာပြည်သူတွေဂျားညက်နေကြရပါတယ်ခင်ဗျာကျွန်တော်တို့နောက်မေးခွန်းတစ်ခုအနေနဲ့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုဆက်လက်အကောင့်ထဲမှာပေါ်နိုင်အောင်ဘယ်လိုစစ်စင်ရေးမျိုးနဲ့မှအဆုံးသတ်နိုင်ပါလဲဟုတ်ကဲ့ခင်ဗျာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုဆက်လက်အကောင့်ထဲမှာပေါ်နိုင်ဖို့အတွက်ကစစ်စင်ရေးတစ်ခုပဲရှိပါတယ်အဲ့ဒါကတော့ဘန်ကာဘတ်စတာဘုံလို့ခေါ်တဲ့မြေအောက်ထိဖောက်ထွင်းပြီးမှပောက်ကွဲစေအောင်ဖျက်ဆီးနိုင်တဲ့ Massive Ordnance Penetrator MOP လက်နက်ပဲဖြစ်ပါတယ်ဒီလက်နက်ဆန်းကတော့အမေရိကန်ကပဲပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်ခင်ဗျာဒီလက်နက်ကိုအသုံးပြုပြီးအီရန်ရဲ့မြေအောက်ကနျူကလ িয়ার စက်ရုံကိုဖျက်ဆီးပစ်နိုင်ဖို့အစ္စရေးကအမေရိကန်ကိုတောင်းဆိုနေခဲ့တာလည်းကြားခဲ့ပါပြီဒါပေမဲ့ဒေါ်နယ်ထရန့်ကခွင့်မပြုခဲ့ပါဘူးအစ္စရေးကစတင်တိုက်ခိုက်ခဲ့တဲ့နေ့ကလေးကစစ်ဘက်ဆိုင်ရာအဆောက်အဦတွေရှိတဲ့နေရာနဲ့နန်တက်စ်အစ္စဖရန်ဟွန်ဒက်ဘတ်ချာစတဲ့နျူကလ িয়ার ဆိုက်တွေအပါအဝင်နေရာတော်တော်များများကိုတိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့သူတို့ဒီလိုတိုက်ခိုက်ခဲ့ပေမဲ့မထိရောက်သေးတဲ့နေရာတစ်ခုတော့ရှိတယ်ခင်ဗျအဲ့နေရာကတော့အင်ဂျီ100ကျော်လောက်ပဲရှိတဲ့တီဟီရန်မြို့တော်နာကဖော်ဒူရွာလေးပါပဲအဲ့နေရာလေးကတော့မြို့တော်တီဟီရန်ကနေ3နာရီလောက်ကားမောင်းရင်ရောက်တဲ့ရွာလေးပါပဲခင်ဗျအဲ့နေရာလေးကတော့တောင်တွေထူထပ်ပြီးအဲ့လိုထူထပ်တဲ့တောင်တွေအောက်ပေတရာအနက်မှာအီရန်ကနျူကလ িয়ার ပလန့်ကိုဆောက်လုပ်ထားခဲ့ပါတယ်အဲ့ဒီတောင်တွေအောက်မှာဆောက်လုပ်ထားတဲ့နျူကလ িয়ার ပလန့်ကနေ uranium enrichment uranium ပေါ်ကျော်မှု 90% ကိုရောက်ရင်နျူကလ িয়ার လက်နက်ကိုထုတ်လို့ရခဲ့ပါပြီအခုဆိုရင်တော့ uranium enrichment 80% ကျော်လောက်ကိုရောက်ရှိနေပြီးဒါဟာနောက်ဆုံးဆင့်ကိုတောင်ရောက်ရှိနေပြီလို့နျူကလ িয়ার ကျွမ်းကျင်သူများကခန့်မှန်းထားကြပါတယ်အစ္စရေးကအဲ့နေရာကိုတိုက်ခိုက်ဖျက်ဆီးပစ်ဖို့အတွက်အမေရိကန်စီကနေ MOB GBU 57ဆိုတဲ့ဘန်ကာဘတ်စတာကြီးကိုလိုချင်နေတာပဲဖြစ်ပါတယ်ခင်ဗျာဒီလက်နက်စမ်းကြီးကတော့ပေ20ကျော်ရှိပြီးပေါင်3000အားပောက်ကွဲအားရှိပြီးအမေရိကန်ရဲ့ B2 ဘုံပါလေယာဉ်ပြန်ကြီးတွေနဲ့တည်ဆောင်ပြီးမှမြေအောက်ထဲကဘန်ကာတွေကိုဖျက်ဆီးတိုက်ခိုက်ရမှာပဲဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးမေးခွန်းအနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်သမ္မတအလီခါမီနီကိုတတိပေးပြောသွားခဲ့တဲ့စကားတွေကဘာတွေလဲခင်ဗျာဟုတ်ကဲ့ခင်ဗျာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတတိပေးပြောခဲ့တာတွေကတော့အစ္စရေးကလောက်ကျန်တက်ဖြတ်မဲ့စီးရင်ထဲမှာအီရန်သမ္မတအလီခါမီနီကပါဝင်နေခဲ့ပြီးသူပုံနေတဲ့နေရာကိုလည်းကျွန်တော်တို့သိပါတယ်တဲ့သူ့ကိုတက်ပစ်လို့လည်းရပါတယ်ဒါပေမဲ့သူ့ကိုတက်ပစ်ဖို့အတွက်ကျွန်တော်ကခွင့်မပြုခဲ့ပါဘူးလို့ပြောသွားခဲ့ပါတယ်နောက်ပြီးအီရန်သမ္မတအနေနဲ့ unconditional surrender ချွင်းချက်မရှိလက်နက်ချအရှုံးပေးဖို့ကိုလည်းသမ္မတဒေါ်နယ်ထရန့်ကတောင်းဆိုထားခဲ့ပါသေးတယ်အီရန်သမ္မတကလည်းလက်နက်ချအရှုံးပေးဖို့ကိုပယ်ချခဲ့ပြီးအခုစစ်ပွဲထဲမှာအမေရိကန်ပါဝင်လာခဲ့ရင်ပြင်ဆင်လို့မရတဲ့ပေးဆက်မှုတွေကကြီးမားသွားလိမ့်မယ်လို့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်ခင်ဗျာအမေရိကန်သမ္မတကလည်းတိကျမှုတွေကုံဆုံးသွားပြီလို့ပြောခဲ့ပါတယ်အီရန်စစ်ပွဲတွေကိုအမေရိကန်ပါဝင်လာမလားဆိုတဲ့မေးခွန်းကိုတော့ဒေါ်နယ်ထရန့်ကဘယ်သူမှလည်းငါဘာလုပ်မယ်ဆိုတာကိုမသိနိုင်ပါဘူးငါတိုက်ချင်တဲ့တိုက်မယ်မတိုက်ချင်တဲ့မတိုက်ဘူးငါလုပ်ချင်တဲ့လုပ်မယ်မလုပ်ချင်တဲ့မလုပ်ဘူးလို့သတင်းတောက်ကမေးတာကိုပြန်လည်ပြောချသွားခဲ့ပါတယ်ဒါပေမဲ့ဂျွန်လ19ရက်နေ့နောက်ဆုံးရသတင်းတွေရတော့မစ္စတာထရန့်ကအီရန်ကိုတိုက်ခိုက်ဖို့အတွက်နှစ်ပတ်တွင်းဆုံးဖြတ်ချက်ချမယ်လို့အင်ဖြူတော်ကပြောကြားသွားခဲ့ပါတယ်ဇူလိုင်လ4ရက်နေ့ကအမေရိကန်ရဲ့လွတ်လပ်ရေးနေ့ဖြစ်ပြီးအဲ့ဒီမတိုင်ခင်ကဘာကြီးမှာအဖြစ်တစ်ခုထွက်မယ်လို့လည်းခံမှန်းနေကြပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ရဲ့ Next YouTube Channel ကိုအားပေးနေတဲ့ပရိသတ်ကြီးကလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ကိုတိုက်ခိုက်ဖို့အတွက်သူ့ရဲ့ final decision ကိုနှစ်ပတ်အတွင်းချမှတ်ပြီးစစ်ပွဲတွေကိုပါဝင်လာမလားအီရန်ကပဲနှစ်ပတ်အတွင်းလက်နက်ချအရှုံးပေးမလားဒါမှမဟုတ်
Israel Commando တပ်ဖွဲ့ကဥဆောင်ပြီး Fordo တောင်တန်းတွေကနျူကလ িয়ার စက်ရုံကိုဖျက်ဆီးပြစ်နိုင်မလားစသည်မိမိတို့ရဲ့ opinion လေးတွေကို comment box မှာရေးခဲ့နိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီတစ်ပတ်တင်ဆက်သွားတယ် Israel နဲ့ Iran တို့ရဲ့စစ်ပွဲကြီးရဲ့နောက်ဆုံးအဖြေမေးခွန်းလေးတွေနဲ့အဖြေလေးတွေကိုကျွန်တော်အားပေးနေတဲ့ပြည်သက်ကြီးကလည်းနှစ်သက်သဘောကျလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော် next YouTube channel ကိုအားပေးနေတဲ့ပြည်သက်ကြီးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်နောက်လာမယ့်အပတ်တွေမှာလည်းကောင်းတဲ့ကောင်ဆက်လက်ကြိုးစားသွားပါဦးမယ်ခင်ဗျာThank you for watching. Please like and subscribe. Thank you. See you again.